ခါကအာနာရှိတဲ့ CEO တူဟာအိမ်မော်ကြနေတော့သူ့ရဲ့တက်တော်ဆောင်တွေကသူ့ကိုလမ်းမှာပေါ်အထိပွေ့ချလာခဲ့ကြပါတယ်။သူနိုးလာပြီးဘာမှတောင်မတုံ့ပြန်နိုင်ခင်မှာပဲနန်နီအထိန်တော်ကသူ့ရဲ့သွားတွေကိုတိုက်ပြီးမျက်နှာတစ်ပေးပြီးထားဖြစ်နေပါပြီ။တကယ်တော့ဒါဟာသူ့အဖွားစီစဉ်ထားတဲ့ရစီမိတ်အောင်တွေ blind date နဲ့တွေ့ဖို့အတွက်အတင်းအကျပ်ပြင်ဆင်ပေးလိုက်တာပါ။သူ့မှာရွေးချယ်စရာမရှိပဲသွားခဲ့ရပြီမဲ့လမ်းမှာမထင်မထားတာတခုဖြစ်ခဲ့ပါတယ်။ CEO ထိုင်နေတဲ့ဝီချဲကိုတွဲလာတဲ့လက်ထောက်စီဖုန်းတကောက်ဝင်လာလို့လက်လွတ်လိုက်မိတဲ့အချိန်မှာဝီချဲကအချိန်နဲ့လိမ့်ဆင်းသွားပါတော့တယ်။ဝီချဲကပုံမြန်လာနေတော့မှပဲမိန်းကလေးတယောက်ကအချိန်မီလမ်းသားပေးနိုင်ပါတယ်။ CEO ဟာအဲ့ဒီမိန်းကလေးကိုမြင်ချင်းပဲချစ်မိသွားပါတယ်။ဒါပေမဲ့ဂျေဆုတင်စကားတောင်မပြောရသေးခင်မှာပဲအဲ့ဒီမိန်းကလေးကသူ့ရီးစားစီကိုတန်တန်မမရှောက်သွားတာကိုမြင်လိုက်ရတော့ CEO တယောက်ချက်ချင်းပဲစိတ်ပြတ်သွားခဲ့ရပါတယ်။အဲ့ဒီနောက်သူတွေ့ရမယ့်အောင်ထွေပေးထားတဲ့မိန်းကလေးရောက်လာပါတယ်။အဲ့ဒီမိန်းကလေးက CEO ကိုမတန်ဆွမ်းတယောက်ဆိုပြီးအထင်သေးယုံတင်မကပဲတရက်ကိုဒေါ်လာ10တန်ပေးဖို့ပါတောင်းဆိုခဲ့ပါတယ်။ CEO လည်းတရားဒေါ်လာထွက်ပြီးချက်ချင်းပဲတက်ခွာလာခဲ့ပါတယ်။တစ်ဖက်မှာတော့ခုနမိန်းကလေးဟာသူ့ရီးစားကိုလက်ထပ်ခံတောင်းနေပါတယ်။ဒါပေမဲ့ရီးစားချစ်သူကသူဟာချမ်းသာတဲ့တထေးသမီးတယောက်နဲ့လက်ထပ်ထားပြီးလို့ပြောပြီးငင်းလွတ်လိုက်ပါတယ်။မိန်းကလေးဟာရင်ခွဲမတက်ခံစားရပြီးသူတို့ရဲ့အချစ်အသင်းမဲ့လက်ဆောင်လေးကိုမြေကြီးပေါ်ရိုက်ခွဲပစ်လိုက်ပါတော့တယ်။လမ်းပေါ်မှာဝမ်းနေပါနဲ့ရှောက်လာတဲ့အဲ့ဒီမိန်းကလေးကို CEO ကမြင်သွားပြီးမင်းရဲ့ရီးစားကောဘယ်မှာလဲလို့မေးလိုက်ပါတယ်။မိန်းကလေးကလမ်းခွဲလိုက်ပြီးလို့ဖြေတဲ့ခါမှာတော့ CEO ကငါ့ကိုလက်ထပ်နိုင်မလားလို့ချက်ချင်းမေးလိုက်ပါတယ်။မိန်းကလေးကလည်းဘာမှမစင်စားတော့ပဲသဘောတူလိုက်ပါတော့တယ်။မကြခင်မှာပဲ CEO ဟာအဲ့ဒီမိန်းကလေးကိုသူ့အဘွားနဲ့ပေးခွေဖို့အိမ်ကိုခေါ်လာခဲ့ပါတယ်။အိမ်ရောက်လို့ CEO ကဖုန်းပြောဖို့ခဏအပြင်ထွက်သွားတဲ့အချိန်မှာမိန်းကလေးဟာသူ့ရဲ့ရီးစားဟောင်းနဲ့ထိတ်တိုးပါတော့တယ်။ရီးစားဟောင်းချစ်သူကမင်းဒီနီလာကိုပါလာလောက်ထားတယ်လို့မေးတဲ့အပြင်သူ့ရဲ့တထေးသမီးဇနီးအသစ်ကလည်းဒါကချမ်းသာတဲ့သူတွေနေတဲ့ရက်ွက်နင်းလိုတော်သူနဲ့မတန်ဘူးဆိုပြီးလုံခြုံရေးတွေကိုအတဲမောင်းထုတ်ခိုင်းပါတယ်။အဲ့ဒီလိုရုံရင်းဆိုင်ခတ်ဖြစ်နေတော့မှနဲ့ CEO ရောက်လာပြီးဘယ်သူကငန်းဇနီးကိုထိရဲတာလဲလို့ဟိန်ဟောက်လိုက်ပါတယ်။ဒီမိန်းကလေးဟာ CEO ရဲ့ဇနီးမှန်တီးထားတဲ့ခါမှာတော့လုံခြုံရေးတွေအားလုံးကြောက်လန့်ပြီးချန်ပီယံပေါ်ဒူးထောက်ချကုန်ပါတော့တယ်။အိမ်ထဲမှာတော့အဖွားဖြစ်သူကမီးချွေးမာလီကိုအရန်ခင်မင်းသွားပြီးဟိုတယ်မှာညစာသွားစားဖို့ခေါ်ပါတယ်။ဒါပေမဲ့မိန်းကလေးကဟိုတယ်မှာစားရင်ဈေးကြီးလုံးပါတယ်။သမီးပဲချက်ချွေးပါမယ်လို့ပြောလိုက်တဲ့အခါအဖွားကအရန်အံတော်ပြီးသဘောကျသွားပါတယ်။မိန်းကလေးကသူဟာတောမြို့လေးကလာတာမို့လို့အဖွားကအထင်သေးမလားလို့စိုးရင်ခဲ့ပေမဲ့အဖွားကတော့အထင်မသေးတဲ့အပြင်သူနှစ်ပေါင်းများစွာတန်ဖိုးထားသိမ်းစီထားတဲ့လက်ကောက်လေးကိုတော့လက်ဆောင်ပေးခဲ့ပါတယ်။မိန်းကလေးကအာနာလို့ညင်းပေမဲ့ CEO ကလက်ခံလိုက်ပါလို့ပြောလိုက်တဲ့အခါမှာတော့သူမရဲ့ရင်ထဲမှာနှွေးထွေးပျော်ရွှင်သွားပြီးလက်ကောက်လေးကိုဝမ်းသာအားရလက်ခံလိုက်ပါတော့တယ်။ဇလန်လေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီ။နောက်ထပ်တခြားဇလန်တွေဒါမှမဟုတ်မြန်မာမှုပြုချင်တဲ့အကြောင်းအရာတွေရှိသေးရင်ပြောပြပေးပါအောင်နော်။တဲ့အတွက်ဗာများထပ်ပြီးကူညီပေးရမလဲ။ဒီဇလန်လေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လေးလုပ်ပေးကြပါအောင်နော်။နောက်ထပ်လမ်းဇလန်ကောင်းလေးတွေဆက်လက်တင်ဆက်သွားမှာပါခင်ဗျာ။